ဒီနေ့ကျမကိုအမေအများဆုံးဖြစ်တဲ့ moisturizer အကြောင်းကိုပြောပြမယ်။အရင်နေ့ရော moisturizer အကြောင်းကိုကျမမပြောခဲ့ဘူးဆိုတာကကျမမရှိလို့ပါ။တိတိကျကျပြောရလောက်တဲ့ပစ္စည်းပေါ့နော်။ပြစရာမရှိတဲ့ခါကျတော့ကျမကိုသုံးနေတဲ့ဥစ္စာနဲ့ဘယ်လိုပြောမလဲ moisturizer စစ်ပါလို့ပြရမယ်ဟာမျိုးကျမမရှိနေတော့ကျမဒီဟာလေးကိုခဏ keep လုပ်ထားရပေါ့နော်အခုရောကျမဝယ်လိုက်ပါတယ်နော်690အောင်ပေးရပါတယ်moisturizer ကဒီ CeraVe ပေါ့နော်ဒီဟာလေးကိုကိုယ့်အကိုလည်း sense နေပြီးတော့ကျတော့ review လေးလည်းပေးစတဲ့ကြောင့်မလို့ကိုသဘောနဲ့ကိုကုန်ခပြီးဝယ်လိုက်တာပါသူက rebalance oily skin ပါဆိုတော့ oily skin တမဝက်ချန်တမတွေဒီမှာကျမအဖူးတစ်ဖူးထွက်လာပြီကျမအဲ့လိုကျမကိုတစ်ခါတော့အဖူးလေးကတော့ပေါက်တက်တယ်ပေါ့နော်ဒါကဟော်မုန်းကြောင့်ဆိုတော့ကျမလည်းမတက်နိုင်ဘူးပေါ့နော်အဲ့တော့သွေးဆုံးရင်ကြောက်သွားလိမ့်မယ်သူရတယ်မဆုံးသေးဘူးဆိုတော့ပေါက်အောင်ပါပဲပေါက်ပါစေကိစ္စမရှိဘူးအဲ့တော့ဒီ moisturizer ဒီ oil skin ဖြစ်တဲ့အတွက်ကြောင့်မလို့ဝက်ချန်သမားအစီဘူးသမားအစီပြန်သမားတွေအတွက်အဆင်ပြေပါတယ်အသားဆက်တဲ့လူတွေကတော့သွားလိုက်တော့နောက်ဗီဒီယိုမှာပြန်လာခဲ့အစီပြန်သမားတွေကတော့နေခဲ့ပါဆိုတော့ဒါလေးကိုဖောက်ပြီးတော့စမ်းကြည့်ကြမယ်ဒီကောင်ကသူက50 ml ပေါ့နော်50 ml ကိုဒီလိုမျိုးလေးချဲခွင်လာတယ်ဆိုတော့သူ့မှာဘာတွေပါလဲဆိုတော့ကျမအရင်ကြည့်လိုက်တဲ့ခါကျတော့သူကကြတော့ဂျဲတိုက်သွားတယ်ဂျဲတိုက်သွားတဲ့ခါကျတော့ဘယ်လိုပြောမလဲဝက်ချန်ပေါက်တက်တဲ့သူမှာဆိုလို့ရှိရင်အစီဒီချွေးပေါက်တွေထဲမှာပိတ်တာတွေမဖြစ်တော့ဘူးပြီးသွားလို့ရှိရင် तू က hydrating ပေးတယ် moisturizing မှာရေတက်လဲ तू ကဖြည့်ပေးတယ်ပေါ့နော်အဲ့ဟာလေးတော့ရှိမယ်ပြီးသွားရင် तू ကniacinamide ပါတယ်ဆိုတော့ကျမတို့ vitamin C7 နဲ့တွဲသုံးလို့မရဘူး salicylic acid ပါတယ်ညလေးစပြိုင်နဲ့လည်းတွဲမသုံးစေချင်ဘူးပေါ့နော်ကျမတို့ကိုတစ်ချက်စမ်းကြည့်လိုက်တဲ့အခါကျတော့ तू ကလေဘယ်လိုပြောမလဲဟုတ်တယ်niacinamide ပါတယ်အဲ့တော့ဟိုလေကျမပြောပြမယ် ordinary niacinamide မရရလို့ဒါတော့ဘာလို့လဲအရန်တီးရပါဘောတက်တက်တန်းဆက်တာပဲniacinamide ပါပါတယ်ဒီကောင်လေးက niacinamide ပါတော့အမဲဆက်တွေတော့သူပျောက်လိုက်မယ်ချွေးပေါက်တွေကျင်းလိုက်မယ်ပေါ့နော်ကျမစိတ်တော့ရဲ့ကျန်းဆန်းလိုက်တာအောက်ကဟိုမလိမ်ဘာလဲဆယ်ရန်ကိုမလိမ်ပြောချင်တယ်ဒီဟာကိုသုံးမယ်လို့စိတ်ကူးလို့ရှိရင်ဆယ်ရန်ကို hyaluronic acid နဲ့တွဲသုံးရင်တော့အဆင်ပြေတော့တယ်ကျမ hyaluronic acid နဲ့သုံးလိုက်မယ်ဘာလို့လဲဆိုတော့လေ niacinamide ဆယ်ရန်နဲ့မသုံးနဲ့ vitamin C ဆယ်ရန်နဲ့မသုံးနဲ့ niacinamide နဲ့သုံးလို့ရှိရင် niacinamide တွေအများများပြီးတော့အသားတွေခြောက်ပြီးလောင်ကုန်လိုက်မယ် vitamin C ဆယ်ရန်နဲ့သုံးလို့ရှိရင်တော့ပိုဆိုးမယ်နော်အဲ့တော့အချမ်းဆယ်ရန်ပါတယ်ချမ်းဆယ်ရန်မပါဘူးဖြစ်သွားတယ်မကောင်းလားဆိုတော့ကောင်းပါတယ်300လေးရမှာအစတန်း6သွားတာတွေ့လားလုံးဝကိုနော်ပြမယ်အဲ့လိုမျိုးတန်း6သွားတာလေ combination skin ဆိုအရင်ကောင်းတယ် super oily အရက်အစီပြန်တဲ့လူဆိုမရဘူးကျမတကယ်ပြောတာတိတာဒီဟာကလေသူဒီမှာရေးထားတာ oily skin လို့သူရေးထားပေမဲ့ all for combination to oily skin လို့သူရေးထားပေမဲ့လေမယုံနဲ့နော် combination skin ဆိုလို့ရှိရင်ဒီလောက်ကအဆင်ပြေအခုပဲကြီးလုံးဝကို6ပဲအဲ့လိုမျိုးလေး6သွားတာနော်အဲ့ဟာလေcombination သမားဆိုလို့ရှိရင်7နာရီတော့အဲ့ moisture ပေးနိုင်ပေမဲ့ oily သမားဆိုလို့ရှိရင်အဲ့ဟာ2နာရီ3နာရီလက်ကုန်4နာရီလောက်ဆိုတော့သွားပြီနော်အဲ့ moisture မရှိတော့ဘူးအဲ့တော့ oily အရန်ဖြစ်အရန်အစီပြတဲ့လူဆိုတော့အဆင်မပြေဘူးဆိုတော့ဒီဟာကိုသုံးချင်တဲ့သူကအကောင်းဆုံးက combination ပဲဟိုဟာသမားကတော့စဉ်းစားမစဉ်းစားနဲ့ dry skin သမားကတော့မစဉ်းစားနဲ့အစီပြပါမဟုတ်ဆယ်ရန်မှာကျမလိမ့်ကြည့်မယ်နော်ဆယ်ရန်မှာလိမ့်ကြည့်ရင်သူ့ရဲ့ effect ကလေးကဘယ်လိုလိမ့်နေမလဲဘာဖြစ်လို့ဆယ်ရန်မှာလိမ့်ရလဲဆိုတော့ဆယ်ရန်ရဲ့သဘောကရေဓာတ်ကိုဖြည့်လိုက်တာ moisturizer ရဲ့သဘောကကြာအဲ့ဒီဖြည့်ထားတဲ့ရေဓာတ်ကိုထိန်းပေးတာအဲ့တော့ moisturizer ပဲလိမ့်မယ်ဆယ်ရန်မလိမ့်ဘူးဆိုတဲ့လူတွေကလေဟိုဘယ်လိုပြောမလဲရေပုံးထဲမှာရေမထည့်ပဲနဲ့အဖုံးအုပ်ပြီးတော့မှောက်မှာဆိုလို့အဖုံးပိတ်ထားသလိုပဲမတူဟုတ်တယ် moisturizer နဲ့ဆယ်ရန်နဲ့ပေါင်းနေတဲ့ဘက်ကကြာအသားလေးကဆိုပြီးတော့မကြည့်ဆိုအေးအေးလေးအစီအပြောင်းတော့ဆိုတယ် moisturizer ကြည့်ပဲလိမ့်ထားတဲ့ဘက်ကကြာတော့ခဏတော့ဆိုတယ်ပြီးတော့6သွားတယ်ဘာကြောင့်လဲဆိုတော့ तू ကထိမ့်မဲ့ထိမ့်တာလေအထဲမှာရေမထည့်ရသေးတာရေထည့်ဖို့ကကြာတော့ကျမချင်းနဲ့ဟိုတွဲပြီးတော့မရအောင်ဘာလဲဆိုတော့ကြာဒါကဗမာပြည်လူတွေပဲရမှာဒါကထိုင်းရလူတွေပဲရမှာထိုင်းရလူတွေပဲရမှာဆိုတော့ထိုင်းရလူတွေကဝယ်ပေါ့နော်650နဲ့ကိုယ့်ကတော့ဝယ်ဟို690နဲ့ကိုယ့်ကိုဝယ်ကြပေါ့မရှိဘူးဆိုတော့သူများရှိမှမသိကျမရှိမှမရှိဘူးကျမရှိမှ hyaluronic acid ပဲရှိတယ်မစိုးပါဘူးဟို effect ကတော့သုံးရင်မှာဘယ်လိုလာမလဲဆိုတာသိရမယ်အခုလောလောဆယ်သုံးလိုက်တဲ့တခြားတော့လုံးဝအစီမပြတ်ဘူးလုံးဝစီကက်ကက်မရှိဘူးလုံးဝ matte ဖြစ်သွားတာကိုကြိုက်တယ်ပြီးသွားတော့niacinamide ပါတဲ့အကြောင်းမလို့ niacinamide serum မရှိတဲ့လူတွေဆိုလို့ရှိရင်ဒါလေးတစ်ခုလည်းနဲ့အဆင်ပြေတယ်အောက်ကနေ yo serum လေးသုံးပေါ့ vitamin C တော့မသုံးနဲ့နော်
ပြီးွားရင်ရေးကြည့်ရတဲ့တစ်ခုရှိအဲ့ပါလဲဆိုတော့ဆန်းခွင်တော့လိမ့်ရလိမ့်မယ်ဆန်းခွင်မလိမ့်ရင်တော့မျိုးကမ်းမယ်နော်အဲ့တော့ဆန်းခွင်လိမ့်မှာဆန်းခွင်မလိမ့်လို့မရပါဘူးကျမကဒီဆန်းခွင်လေးလိုက်မယ်ဒီနေ့ကုန်ကန်ကြီးပြီဆိုတော့မြန်မြန်လေးဇလန်းဖြတ်လိုက်မယ်ဘာကြောင့်လဲဆိုတော့ဒီမိုက်ဆာမှာဗညာစီဒီမိုက်ပါနေပြီဆိုတော့ねဆန်းခွင်ကလိမ့်ကိုလိမ့်ရမှာအဲ့တော့ဟဲ့အမြန်ပြောက်အောင်ဆန်ကိုလည်းနာယာစီဒီမိုက်မိုက်ချောင်းနဲ့ယာစီဒီမိုက်မတုံးဖို့စိတ်တောက်မကူပါနဲ့ရှင်တို့ဘာလဲစဉ်းစားနေလဲကျမသိတယ်နာယာစီဒီမိုက်ကအများကြီးမကောင်းပါဘူးเนาะဒီကောင်ကကျမစိတ်က percentage နည်းမယ်လို့ထင်ပါတယ်ဟို ordinary တော့များမှာမဟုတ်ဘူးဆိုတော့ daily တော့သုံးလို့ရပါတယ် monitor လည်းဖြစ်တဲ့အခါကျတော့ကျမတို့အသေးအခြေစဖတ်တဲ့လူတော်မှာပဲနာယာစီဒီမိုက်ပါရဲ့ဟာကိုတပယ်ဝယ်မိရတွေ့လားမှားရနော်အဲ့တော့ပြန်ပြောရဲဆိုရင်မလုပ်ပါနဲ့ကျမတို့အဲ့ဟာလေးကိုလေစမ်းကိုစမ်းချင်လို့ဝယ်လိုက်တာစမ်းလိုက်ရပါပြီကျေးဇူးတင်ပါတယ်690လည်းကုန်သွားပါပြီအားလုံးပဲအဆင်ပြေကြပါစေ